ဒီနေ့ပိုင်းရဆမ်းမှာတော့ကိုရှီကနေပြီးတို့ရဲ့အတူတူသွားမှဆိုတာငါပြောပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးသွားတဲ့အခါကိုရှီကနေပဲသူဘတ်စကတ်ဘောအသင်းဝင်နိုင်ဖို့စူးစမ်းနေတာမလို့မလာတဲ့ဟုတ်ဆိုပြီးတော့ပြောလိုက်ပါအဲ့ကြောင့်ကိုဦးကနေပြီးတော့သူကူညီပေးမယ်ဆိုတာပြောလိုက်သေးပါတယ်အာခါစားအခန်းထဲမှာတော့ကိုဦးကနေပြီးတော့ကိုရှီကိုသူတင်ရှာတင်ပြနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကိုရှီရဲ့တငယ်ချင်းကနေပြီးတော့မင်းဖားလောက်တာလေမင်းဒီရောက်စားကိုဆက်ပြီးတော့မစောင့်နေပါနဲ့ငါတို့တွေတိတ်ခါကြားနေဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ကြောင့်ကိုရှီကနေပြီးတော့စိတ်တူသွားပြီးမင်းနဲ့ငါတို့တွေပြိုင်မလားဆိုပြီးတော့ပြောလိုက်တဲ့အခါကိုရှီရဲ့ဆန်ပိုင်ဖြစ်တဲ့ကောင်ကနေရောက်လာပြီးငါလည်းဝင်ပါမယ်ဆိုပြီးတော့ပြောလိုက်သေးပါတယ်ပြီးသွားတဲ့အခါမှာတော့ကိုရှီကနေပြီးသူ့ကြောင့်ဖြစ်တဲ့ဆိုတာဘာရီနဲ့ကိုဦးတောင်းပန်နေခဲ့ပါတယ်အဲ့ဒါနဲ့ကိုဦးကနေပြီးတော့ရပါတယ်ဘာမှဖြစ်ပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးသွားတဲ့အခါမှာတော့မာရီယာနေပဲအတူတူစူးစမ်းကြတာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်အမှမှာတော့ကိုဦးကနေပြီးရှင်းမနဲ့ရှုံးနေခဲ့ပါတယ်အဲ့ချိန်မှာပဲမာရီယာနေပဲဘောလုံးရသွားတဲ့အခါသူလဲကြတော့မှဖြစ်သွားတဲ့အချိန်မှာတော့ကိုဦးကနေပြီးဘာဖြစ်သွားလဲဆိုပြီးတော့ပြောလိုက်တဲ့အခါမှာတော့မာရီယာနေဘာမှဖြစ်ပါဘူးဆိုတာကိုဦးကိုဘောလုံးပေးလိုက်ပါတယ်ကိုဦးကနေပဲလှလှပပလေးတစ်ခွက်ပြလိုက်သေးပါတယ်ကိုရှီကနေပြီးအတွေ့အကြုံလွန်နေခဲ့တဲ့အချိန်မှာပဲဆန်ပိုင်ဖြစ်တဲ့ကောင်ကနေရောက်လာလိုက်ပြီးတော့အတွေ့အကြုံလွန်နေအမှတ်တွေရှော့ခံရမယ်ဆိုပြီးပြောနေခဲ့တဲ့အချိန်မှာပဲကိုဦးကနေပြီးဘောလုံးကိုလူးဝလိုက်ပြီးတော့ကိုရှီကိုပေးလိုက်ပါတယ်ပြီးတော့တဲ့အခါကိုဦးကနေပြီးမင်းလေးချင်းထားတာကိုပြလိုက်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုရှီကနေပြီးတော့သူစူးစမ်းထားတာတွေကိုပြလိုက်ပါပြီးတော့တဲ့အခါမှာတော့ဆန်ပိုင်တို့ကနိုင်သွားခဲ့ပါတယ်ဆန်ပိုင်ကနေပြီးတော့ပြောဖို့ကောင်းလိုက်တာမင်းငါတို့အဖွဲ့တဲ့ဝင်အောင်စူးစမ်းနိုင်မှာငါတို့စောင့်နေပါမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုရှီကနေပြီးတော့ကျွန်တော်စူးစမ်းပါမယ်ဆိုပြီးတော့ပြန်ပြောလိုက်သေးပါတယ်ပြီးတော့တဲ့အခါမှာတော့သူတို့ရှုံးသွားလို့စိတ်ညစ်နေခဲ့တဲ့အချိန်မှာပဲကောင်းလေးသုံးယောက်ကရောက်လာပြီးတော့မင်းတို့ဆိုတာရှယ်မိုက်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုရှီကနေမင်းတို့ရှုံးတာကြီးထဲပဲပြောပါနဲ့ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အဲ့ဒီမှာမာရီယာနေမျိုးကိုရှီဘာလို့ဒါအမှတ်တွေအများကြီးရခဲ့ရတာဆိုပြီးတော့ပြောလိုက်တဲ့အခါကိုရှီကနေမျိုးရှက်သွားပြီးအဲ့လိုမျိုးမပြောပါနဲ့ဆိုတာသူရေတောင်းမဲ့ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်အဲ့ဒါကြောင့်မာရီယာနေမျိုးသူဘာမှအသုံးမကျလို့ဆိုတာပြောနေခဲ့တဲ့အချိန်မှာပဲကိုဦးကနေပြီးတော့သူရှက်သွားလို့ပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်အဲ့ထွက်သွားတော့မဲ့အချိန်မှာပဲသူရှက်တောင်နားနေတာကိုတီးသွားတဲ့ကိုဦးကနေပြီးတော့မာရီယိုကြောင်စိတ်ခံလိုက်ဖို့မဲ့ဆိုတာပွေချီလိုက်ပါတယ်အဲ့ကြောင့်မာရီယိုကနေပြီးတော့ကိုဦးရဲ့အမိလေးလှုပ်နေရတယ်ပွေချီရတာရဲ့ကြည့်ပြီးတော့ရှက်နေခဲ့ပါတယ်လန်တော့မှာတော့ကိုဦးကနေပြီးတော့အားနာပါတယ်သူဒီအထိပဲလိုက်ပို့နိုင်တယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမာရီယာနေပြီးတော့လက်ကိုကိုင်းလိုက်ပါတယ်ခန်းထဲမှာတော့ကိုဦးကနေပြီးတော့တောင်းဝင်နေခဲ့ပါတယ်မာရီယာနေရပါတယ်သူကိုဦးကိုအနားမှာရှိနေခြင်းလို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ချိန်မှာကိုဦးကနေပြီးတော့ရုတ်တရက်ကြီးဘာမှမပြောဘဲနဲ့မာရီကိုနမ်းလိုက်ပါပြီးတော့တဲ့အခါမှာတော့မာရီရဲ့ပေါ်တက်ခွာလိုက်တဲ့အချိန်မှာပဲမာရီယာနေပြီးတော့နားတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ကိုဦးကနေပြီးတော့မင်းမနေမင်းကျောင်းစခန်းကိုသာသွားလိုက်ပါဆိုပြီးတော့ပြောလိုက်ပါတယ်အခန်းထဲမှာစာသင်နေတာတော့ကိုဦးကနေပြီးတော့သူမာရီကိုစကားပြောလိုက်တိုင်းမှာမာရီယာချစ်စရာလေးဆိုပြီးမြင်းနေမိတယ်ဆိုတာပြောနေခဲ့ပါပြီးတော့တဲ့အခါကိုဦးကနေပြီးတော့သူမာရီကိုစိတ်မထိန်နိုင်တာကြောင့်နမ်းမိလိုက်တယ်ဆိုပြီးတော့ပြန်ပြောနေခဲ့ပါတယ်ဒီကောင်ကကိုရှီကနေပြီးမာရီဘာတို့ပြန်မလာသေးတာလေဆိုတာတွေးနေခဲ့တဲ့အချိန်မှာပဲတွေးလိုက်ရတဲ့အချိန်တိုင်းမှာစိတ်ထဲမှာတမျိုးကြီးခံစားရတယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်ပြီးတော့တဲ့အခါကိုရှီကနေပြီးသူမာရီကိုချစ်မိတော့မယ်ဆိုပြီးတော့ပြောနေခဲ့သေးပါတယ်မာရီခန်းထဲကိုရောက်တဲ့အချိန်မှာတော့သူတငယ်ချင်းတွေကနေနေဖေကိုသွားနေတာလဲဆိုပြီးတော့မေးလိုက်တဲ့အခါမှာတော့မာရီကနေပြီးသူကြောင်းစည်းကမ်းမှာမဟုတ်လို့ပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ကိုရှီကနေမာရီဘာဖြစ်သွားသေးလဲဆိုပြီးတော့ပြောလိုက်တဲ့အခါမာရီကနေပြီးသူချစ်ချင်းကိုနာသွားလို့ပါဆိုပြီးတော့ပြောလိုက်ပါတယ်ကိုရှီကနေလိုအပ်ရင်သူ့ကိုခေါ်လိုက်ပါဆိုပြီးတော့ပြန်ပြောလိုက်သေးပါတယ်ဟိုတူနေအောင်ပြန်သွားထိုင်နေတဲ့အချိန်မှာတော့ကိုဦးကနေပြီးတော့ခုနကဥစ္စာအဆင်ပြေလားဆိုပြီးမေးလိုက်တဲ့အခါအရီကနေပြီးတော့အဆင်ပြေပါတယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်ပြီးတော့တဲ့အခါသူ့ကနေသူရှက်နေခဲ့သေးပါတယ်ညမှာတော့ဖုန်းထဲမှာစာဖို့နေခဲ့ရင်မာရီယာနေပြီးတော့ random ကိုသွားကြမယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာတော့နောက်နေ့မနက်မှာတော့ကိုဦးနဲ့ကိုရှီကနေပြီးတော့စောင့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမာရီယာနေပြီးတော့ခွေးလေးကိုချီပြီးရောက်လာခဲ့ပါတယ်အဲ့ဒါကြောင့်ကိုရှီကနေပြီးခိုးလေးကိုပိုးနေခဲ့တဲ့အချိန်မှာပဲကိုဦးကနေမတွေ့တာကြားပြီးဆိုပြီးပြောလိုက်တဲ့အခါကိုရှီကနေမင်းသိတာလားဆိုပြီးမေးလိုက်ပါတယ်အဲ့ဒါကြောင့်ကိုဦးကနေပြီးသူမာရီယိုအိမ်ကိုတစ်ခါရောက်ဖို့လို့ပါဆိုပြီးပြန်ပြောလိုက်ပါတယ်တစ်ဖက်ကမာရီယာတော့တယောက်ထက်အတွေ့အကြုံလွန်နေခဲ့ပါပြီးတော့တဲ့အခါခွေးလေးနဲ့ကစားနေခဲ့ရင်မာရီယာတငယ်ချင်းနဲ့မာရီယာစကားပြောနေခဲ့ပါတယ်မာရီယာတငယ်ချင်းကနေပြီးတားရဲလူသားတွေအထားကြပြီးတော့မိုက်တယ်ဆိုပြီးပြောနေခဲ့ပါတယ်ပြီးတော့တဲ့အခါမာရီယာခွေးလေးကရေစားလာတဲ့အချိန်မှာတော့ကိုရှီကနေပြီးသူရေတိုက်ဖို့ဆိုပြီးသူလိုက်သွားခဲ့ပါတယ်အဲ့ချိန်မှာကိုဦးကနေဟိုနေ့ကနမ်းမိခဲ့တာအတွက်တောင်းဝင်ပါတယ်ဆိုပြီးပြောလိုက်ပါအဲ့ကြောင့်မာရီယာနေပြီးရပါတယ်စိတ်ထဲမထဲပါနဲ့ဆိုပြီးပြောလိုက်တဲ့အခါကိုဦးကနေပြီးလက်ကိုဆွဲလဲဆွဲပြီးအခြားနေရာတစ်ခုကိုခေါ်သွားခဲ့ပါတယ်အဲ့ကြောင့်မာရီယာနေဘာလို့ခေါ်လာတာလဲဆိုပြီးမေးလိုက်တဲ့အခါကိုကနေပြီးငါပြောကြရှိရဆိုပြီးပြောလိုက်ပါတယ်မာရီယာနေပြီးသူကိုဦးကိုတကယ်ချင်းတယောက်အဖြစ်နဲ့ပဲစကားပြောချင်တယ်ဆိုပြီးပြောလိုက်တဲ့အခါကိုဦးကနေပြီးတော့သူမာရီကိုချင်းမိနေပြီဆိုပြီးပြောလိုက်ပါတယ်ဘရိုတို့ကတော့ crack ကိုဖွင့်ပြဖို့မပြောနဲ့အခါခါချင်းချင်းစူးစမ်းနေခဲ့ပေမဲ့ crack ကတော့အခြားတစ်ယောက်နဲ့ပြောနေခဲ့တာကိုပဲခင်ဗျားတို့မြင်နေခဲ့ရတာပါပြီးတော့အခါကွန်မီနဲ့နီကြီးကက်နေခြင်းပဲဒါပေမဲ့ဖြစ်နိုင်တော့ဘူးဆိုတာကိုသိနေခဲ့ပါတယ်ဘာတွေဆက်ပြောနေခဲ့ရင်မာရီယာနေသူနောက်ဆုံးအချိန်ကိုဦးဖတ်ထားလေးကိုခန်းချင်းနေဆိုပြီးပြောလိုက်တဲ့အခါကိုဦးကနေဘာမှမပြောဘဲနဲ့မာရီကိုနမ်းလိုက်ပါတယ်တပတ်ကကိုရှီကနေပြီးအဲ့ဒါတွေကိုတပည့်နောက်ကနေပြီးတွေးစားခဲ့ပြီးတော့ဘရိုတို့လိုအရန်လိုအဖြစ်နေတာကြည့်နေခဲ့ပါတယ်အဲ့ဒါနဲ့ဒီနေ့ဘိုင်းလေးကတော့ဒီမှနေဆက်သိမ်းသွားခဲ့ပါတယ်ဗျ